အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ထိုင်းမြန်မာနယ်စပ်ကမြန်မာဒုက္ခသည်8000ကိုထိုင်းအစိုးရက QR code နဲ့ဇီဝအချက်လက်တွေပါတဲ့ ID ကဒ်ပြားတွေထုတ်ပေးနေပြီဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့ပြောသွားမှာပါထိုင်းမြန်မာနယ်စပ်ကဒုက္ခသည်ကိုလိုရစကန်တွေမှာနေထိုင်ကြတဲ့မြန်မာဒုက္ခသည်8000နီးပါးကိုထိုင်းအစိုးရကတရားဝင် ID ကဒ်ပြားမှတ်ပုံတင်ကဒ်ပြားတွေစတင်ထုတ်ပေးနေပြီလို့သိရပါတယ်ဒီအစီအစဉ်ကိုဇွန်လ18ရက်နေ့ကရချဘူရီစူရန်ဖန်ခရိုင်ရုံးမှာစတင်လိုက်တယ်လို့သိရပါတယ်အဓိကရွေချက်ကတော့လူဦးရေစရင်းကိုစနစ်တကျတိုင်တွယ်ဖို့နဲ့စာရွက်စာတမ်းအထူးပါလောက်တာတွေကိုရှော့ချဖို့အတွက်ထိုင်းဆိုရကပြောပါတယ်ဒီကဗျာသစ်တွေမှာလက်ပွေရာတွေမျက်နှာအသွင်ပြင်ဇီဝအချက်လက် biometric data တွေပါဝင်မှာဖြစ်ပြီးတော့အစိုးရရဲ့အချက်လက်နဲ့ဓာတ်ရိုက်ချိတ်ဆက်ထားမှာလို့လည်းသိရပါတယ်လူတစ်ယောက်ချင်းစီတိုင်းကိုမြည်သူမြည်ဝါဖြစ်ကြောင်းစစ်ဆေးလို့ရမယ် QR code လည်းပါဝင်တယ်လို့သိရပါတယ်မြည်သူမြည်ဝါဖြစ်ကြောင်းလိမ်လည်တာတွေကိုရှော့ချဖို့လူကုန်ကူးတာတွေကိုတားဆီးဖို့ထိုင်းနိုင်ငံထဲမှာဆယ်စုနှစ်ချီနေထိုင်လာခဲ့တဲ့အကာအကွယ်မဲ့ဒုက္ခသည်လူဦးရေကိုပို့ပြီးစနစ်တကျစီမံခန့်ခွဲပြီးစောင့်ရှောက်မှုတွေပေးနိုင်ဖို့လို့လည်းသိရပါတယ်ဒီကတ်တွေကိုအစင်လိုက်ထုတ်ပေးသွားမှာဖြစ်ပြီးတော့အခုလောလောဆယ်အလုပ်လုပ်နေတဲ့သူတွေကိုအရင်ထုတ်ပေးပြီးရင်နောက်ပိုင်းကျအသက်9နှစ်နဲ့အထက်ရှိတဲ့သူတွေကိုထုတ်ပေးသွားမှာဖြစ်ပါတယ်ပြီးခဲ့တဲ့2025ခုနှစ်အောက်တိုဘာလတုန်းကထိုင်းအစိုးရကဒုက္ခသည်တွေကိုတရားဝင်အလုပ်လုပ်ကိုင်ခွင့်ပေးပြီးတဲ့နောက်မှာအခုဆိုရင်ဒုက္ခသည်9500ကျော်ကတရားဝင်အလုပ်ဝင်ရောက်ခွင့်ရနေပြီဖြစ်ပါတယ်ဒီကပြားကထိုင်းနိုင်ငံသားအဖြစ်အသိအမှတ်ပြုအခွင့်အရေးပေးမှာမဟုတ်ဘဲနဲ့မြန်မာနိုင်ငံကစစ်ပွဲတွေကြောင့်ထွက်ပြေးတိမ်းရှောင်လာရသူဖြစ်ကြောင်းသက်သေခံတဲ့လက်မှတ်တစ်ခုပဲဖြစ်ပါတယ်။လက်ရှိထိုင်းစခန်းတွေမှာရှိတဲ့ဒုက္ခသည်8000တဲက45%လောက်ကစခန်းထဲမှာတင်မွေးဖွားခဲ့ကြတဲ့သူတွေဖြစ်ပြီးတော့မြန်မာနိုင်ငံမှာတခါမှမနေခဲ့ဘူးတဲ့သူတွေဖြစ်ပါတယ်။အများစုကတော့ဘာတရားဝင်စာရွက်စာတမ်းမှမရှိဘဲနဲ့ဆယ်စုနှစ်နဲ့ချီပြီးလူသားချင်းစာနာမှုအကူအညီတွေကိုပဲမှီခိုနေခဲ့ရတာပါ။ဒါကြောင့်အလုပ်လုပ်ဖို့စေကူတာဖို့နဲ့အခြေခံဝန်ဆောင်မှုတွေရဖို့တော်တော်လေးခက်ခဲကြပါတယ်အခုလိုစာရေးစာတမ်းရရှိခြင်းကတရားဝင်အလုပ်လုပ်ကံခွင့်ရဖို့နဲ့ကိုချတော့ပေါ်ကိုရက်တည်မှုတွေရဖို့အတွက်ရည်ရွယ်တာလည်းဖြစ်တယ်လို့လည်းသိရပါတယ်ဒီကပြားတွေထုတ်လုပ်နိုင်ဖို့အတွက် UNHCR ကငွေကြေးပိုင်းအရပံ့ပိုးကူညီပေးထားတယ်ဖြစ်ပါတယ်ပြီးခဲ့တဲ့2025ခုနှစ်ဩဂုတ်လတုန်းကဒုက္ခသည်တွေကိုအလုပ်လုပ်ကံခွင့်ပေးခဲ့တဲ့အစီအစဉ်တိုင်းဆက်လက်ပြီးတော့မှအကောင့်ထဲပေါ်နေတာလည်းဖြစ်ပါတယ်နောက်ပြီးတော့ဒီထိုင်းနိုင်ငံရဲ့နောက်ထပ်ထူးခြားသတင်းတစ်ပုဒ်ရှိပါသေးတယ်အဲ့ဒါကဘန်ကောက်မှာနိုင်ငံသားပိုင်စီးပွားရေးလုပ်ငန်းတွေကိုအရှိန်မြင့်တင်ပြီးတော့စစ်ဆေးတော့မယ်ဆိုတဲ့သတင်းမှာဘန်ကောက်မြို့ဝေခွန်မြို့နယ်မှာနိုင်ငံသားတွေလုပ်ကင်နေတဲ့အမိခံနိုမီနီလုပ်ငန်းတွေနဲ့အထောက်ထားမဲ့လုပ်သမားတွေကိုအရှိန်မြင့်နှိမ်နင်းမဲ့စီမံကိန်းကိုထိုင်းဆိုရကစတင်လိုက်ပါတယ်စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန DBD ကတွတ်တော်ကော်မတီတွေလူဝင်မှုကြီးကြပ်ရေးနဲ့ရဲတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့အဲ့ဒီဒေသမှာရှိတဲ့စီးပွားရေးလုပ်ငန်းတွေကိုအဓိကထားစောင့်ကြည့်စစ်ဆေးနေတာဖြစ်ပါတယ်။လက်ရှိပွေခွန်ခရိုင်အတွင်းမှာရှိတဲ့နိုင်ငံသားတွေရင်းနှီးမြှုပ်နှံထားတဲ့စားတောက်ဆိုင်112ဆိုင်ရဲ့အချက်လက်တွေကိုသက်ဆိုင်ရာခရိုင်ရုံးစီကနေအတိအကျယူထားပြီးဖြစ်တယ်လို့လည်းသိရပါတယ်။အဲ့ဒီဆိုင်တွေကထိုင်းနိုင်ငံသားတွေကိုအမိခံအဖြစ်အသုံးပြုနေပြီးတော့လုပ်ငန်းလုပ်ကင်တာဟုတ်မဟုတ်ကိုအသေးစိတ်စစ်ဆေးမှုတွေလှုပ်ဆောင်နေသလိုဘန်ကောက်မြို့ရဲ့အခြားခရိုင်49ခုမှာလည်းအချက်လက်တွေတောင်းခံပြီးစုံစမ်းစစ်ဆေးမှုတွေတိုးချဲ့လှုပ်ဆောင်နေတယ်လို့သိရပါတယ်ဒီလိုစစ်ဆေးတဲ့နေရာမှာခင်မီတဲ့ AI နည်းပညာကိုအသုံးပြုပြီးတော့နိုင်ငံသားတွေရင်းနှီးမြှုပ်နှံထားတဲ့ကုမ္ပဏီပေါင်း3သိန်းကျော်ကိုစနစ်တကျစီစစ်နေပါအဓိကအားဖြင့်နိုင်ငံသားတွေလုပ်ပိုင်ခွင့်မရှိတဲ့လုပ်ငန်းတွေကိုထိုင်းနိုင်ငံသားအမိခံပြီးဖွဲ့စည်းပုံမျိုးမျိုးနဲ့လုပ်ကင်နေတဲ့အုပ်စုတွေကိုအဓိကပြစ်မှတ်ထားဖော်ထုတ်နေတာဖြစ်ပါတယ်စီမင်းစည်းကမ်းနဲ့မညီမညွတ်တာတွေကိုတွေ့ရှိရင်ဥပဒေအရပြင်ဆင်ခိုင်းတာတွေကနေစပြီးပြင်းထန်တဲ့အရေးယူမှုတွေအထိလှုံ့ဆော်သွားဖို့ပြင်ဆင်ထားတယ်လို့လည်းသိရပါတယ်ဒီနေ့ဇွန်လ22ရက်နေ့မှာဝိတ်ခွန်ဒေတာတွေမကဘဲနဲ့ကြီးသွားလုပ်ငန်းအချက်ချာကြတဲ့ချင်းမိုင်ချွန်ဘူရီပရာဂျုတ်ခီဒီကန်သူရထာနီခရာဘီဖန်ငနဲ့မဲအောင်ဆောင်စတဲ့ပြည်နယ်၈ခုတွေအထိကိုတိုးချဲ့ပြီးတော့နိုမီနီနှိမ်နင်းရေးစီစဉ်တွေကိုပုံမတင်းကျပ်စွာလှုံ့ဆော်သွားဖို့စီစဉ်ထားတယ်လို့လည်းသတင်းထုတ်ပြန်ထားတာတွေ့ရှိခဲ့ရပါတယ်ဒီတော့ဒီနေ့ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေအတွက်သတိထားရမယ့်သတင်းတွေထူးခြားတဲ့သတင်းတွေနှစ်ပုဒ်ကိုပြောခဲ့ပြီးပါပြီ။နောက်နေ့တွေမှာလည်းထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာပြည်သားတွေအတွက်သတင်းထူးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ခဲ့ပေးပါအောင်။ဗီဒီယိုကိုစာဆုံးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်